လိမ့်နင်ကြတဲ့ပွဲကကျော်စွာဝင်းအတွက်ဘယ်လောက်ထိအရေးပါလဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့မြန်မာကုံဆောင်ဖိုက်တာကျော်စွာဝင်းနဲ့ထိုင်းဖိုက်တာစမင်တန်တို့ရဲ့ပွဲစဉ်ပေါ်ထွက်ပေါ်နေတဲ့စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲကကျော်စွာဝင်းအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာကိုမပြောခင်မှာပထမဆုံးအနေနဲ့ကျော်စွာဝင်းရဲ့ပြိုင်ဘက်ဟောင်းမူကာစီတိုအကြောင်းပြောချင်ပါတယ်ဗျမူကာစီတိုကတော့ထုံးစံအတိုင်းကျော်စွာဝင်းကိုနိုင်ပွဲတွေဆက်စေချင်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျော်စွာဝင်းနိုင်ပွဲတွေဆက်နေမှသာနောက်တစ်ကြိမ်သူနဲ့ပြန်တွေ့တဲ့အခါပိုပြီးအတိတ်ပဲရှိမယ်လို့သူကယူဆထားလို့ပဲဖြစ်ပါတယ်တစ်ဖက်ကထိုင်းဖိုက်တာစမင်တန်ကလည်းဒီပွဲကိုအတော်လေးပြင်ဆင်လာတာတွေ့ရပါတယ်သူကတော့ကျော်စောဝင်းကိုအနိုင်ယူပြီး1ချန်ပီယံရှိရဲ့ဒေါ်လာ3သိန်းတန်စာချုပ်ကြီးကိုအရယူဖို့မျှော်လင့်နေတာပါလက်ရှိမှာသူကနိုင်ပွဲ10ပွဲရှုံးပွဲ3ပွဲနဲ့ရုန်းကန်နေရတာမို့ကျော်စောဝင်းကိုဖျက်ကျော်ပြီးသူ့ရဲ့အဆင့်တန်းကိုမြင့်တင်ဖို့ကြိုးစားလာမှသိကြပါတယ်မြန်မာပရိသတ်တွေကတော့ကျော်စွာဝင်းရဲ့လေ့ကျင့်မှုတွေကိုအားရကျေနပ်နေကြသလိုဒီပွဲမှာမဖြစ်မနေနိုင်စေချင်နေကြပါတယ်ကျော်စွာဝင်းအနေနဲ့လည်းစမင်တန်လိုကစားသမားမျိုးကိုအပြတ်သက်အနိုင်ယူနိုင်မှသာ one main contract စာချုပ်ကြီးကိုမြန်မြန်ဆန်ဆန်ရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဒီပွဲကကျော်စွာဝင်းအတွက်အမှားမခံတဲ့ပွဲတစ်ပွဲလို့ပြောရမှာပါပဲကဲပရိသတ်တို့ရောကျော်စွာဝင်းအနေနဲ့စမင်တန်ကိုဘယ်လိုပုံစံနဲ့အနိုင်ယူသွားမလဲဆိုတာကွန်မန့်မှာခန့်မှန်းပေးသွားကြပါဦးအားကစားသတင်းတွေကိုအမြဲကြည့်ရအောင်ကျွန်တော်တို့ channel ကိုလည်း follow လုပ်ထားဖို့မမေ့နဲ့ဦးတော့အားလုံးကိုကျေးဇူးတင်ပါတယ်